ယူရဲမင်းကိုလစ်လူရှူထားသလိုမျိုးခံစားနေရလားဒါမင်းမကောင်းလို့မဟုတ်ဘူးနော်တကယ်တော့မင်းမသိလိုက်ပဲလုံးမိနေတဲ့အမှား၅ခုကြောင့်ပဲအထူးသဖြင့်နံပါတ်3ကတော့မင်းနေ့တိုင်းလုပ်နေမိတဲ့အရာဖြစ်နေလိမ့်မယ် What? ဒီဗီဒီယိုမှာယူရဲဘာကြောင့်မင်းကိုအရေးမပါသလိုဆက်ဆံကြတာလဲပြီးတော့အဲ့ဒါကိုဘလို့ပြောင်းလဲပေးတာမလဲဆိုတာအတူတူကြည့်အောင်နံပါတ်1အမြဲတမ်းရနိုင်လွတ်တဲ့လူဖြစ်နေတာစာပို့ရင်ချက်ချင်းပြန်တယ်ခေါ်ရင်ချက်ချင်းလောက်လာတယ်ဒါကစေရနာဆိုပေမဲ့တစ်ဖက်လူတော့မင်းရဲ့အချိန်ကတန်ဖိုးမရှိသလိုဖြစ်သွားတာပေါ့မှတ်ထားပါလူတွေကအလွယ်တကူရနိုင်တဲ့အရာထက်ရဖို့ခက်ခဲတဲ့အရာကိုမှပိုတန်ဖိုးထားကြတာနံပါတ်2ကိုယုံကြည်မှုနည်းနေတာမင်းပြောတဲ့စကားကိုမင်းကိုယ်တိုင်တော့မသိကြသလိုဖြစ်နေရင်ဆုံးဖြတ်ချက်တွေကလည်းဟိုလိုဒီလိုဖြစ်နေရင်လူတွေကမင်းကိုအလေးအနက်ထားမှမဟုတ်တော့ဘူးနံပါတ်3လူတိုင်းကိုစိတ်ချမ်းသာအောင်လိမ့်လို့ပေးနေတာသူတို့သဘောကျဖို့အတွက်မင်းကိုမင်းအတင်းပြောင်းလဲနေတာဟာဆွဲဆောင်မှုရှိတာမဟုတ်ဘူးနော်ဒါဟာအောင်းနေတာကိုပြနေတာအဲ့ဒါကလူတွေကိုမင်းနာကနေပို့ဝေးသွားစေပဲနံပါတ်4ကိုတန်ဖိုးကိုမပြနိုင်ချင်မင်းမအရေးချင်းရှိလဲဒါပေမဲ့အဲ့ဒါကိုချပြဖို့မင်းနေတာမင်းပြောတဲ့စကားတွေထဲမှာသူတို့အတွက်အနှစ်သာရမပါဘူးဆိုရင်သူတို့မင်းကိုသတိထားမိမှာမဟုတ်ဘူးနံပါတ်5အမြဲတမ်းခတ်မှန်းလို့ရနေတာမင်းဘာပြောမလဲဘာလုပ်မလဲဆိုတာသူတို့ကြိုသိနေတဲ့အခါစိတ်ဝင်စားစရာမကောင်းတော့ဘူးလေဒါဆိုဘလို့ပြောင်းလဲမလဲအရင်ကြီးအားမနေပါနဲ့ကို့အလုပ်ကိုအာယုံစိုက်ပါကိုယုံကြည်မှုရှိအောင်လေ့ကျင့်ပါကို့တန်ဖိုးကိုပြပါပြီးတော့တခါတလေသူတို့မထင်မှတ်ထားတဲ့အရာလေးတွေလုပ်ပြလိုက်ပါဒီအချက်လေးတွေသတိထားပြီးပြောင်းလဲကြည့်လိုက်ပါမင်းကလိုက်တောင်းတစရာမလိုပဲသူတို့ကိုယ်တိုင်မင်းကိုလိုက်ရှာလာပါလိမ့်မယ်